တင်းရဲ့ချစ်သူတင်းရဲ့အိမ်တော်ဘက်ဟာယခုဖော်ပြမယ်နှလုံးလမ်းကြောင်းပိုင်ရှင်ဖြစ်နေကြမယ်ဆိုရင်တင်းပျော်ရွှင်ချမ်းမြေ့သောဘဝကိုရရှိပိုင်ဆိုင်နိုင်ပါပြီနှလုံးလမ်းကြောင်းကကြာတာပရိချိုပေါ်မှာခရင်ခွတရံထင်ရှားနေမယ်ဆိုရင်ဒီလိုနှလုံးလမ်းကြောင်းပိုင်ရှင်တွေဟာအချင်းနဲ့အိမ်တော်ရေးမှာထူးထူးခြားခြားကိုကံကောင်းပြီးအောင်မြင်တတ်ကြပါတယ်သူတို့ဟာအိမ်တော်ရေးကိုပျော်ရွှင်ချမ်းမြေ့အောင်တည်ဆောက်နိုင်ကြပြီးတော့ပြဿနာတွေစိတ်ညစ်စေရပြီးကြုံလာရင်တော့စိတ်ပျော်ရွှင်နဲ့နေထိုင်နိုင်တဲ့အရေးချင်းရှိကြပါတယ်ဒီလိုလူမျိုးတွေဟာအိမ်တော်ဘက်ကိုစိတ်ချမ်းသာပျော်ရွှင်အောင်ထားနိုင်သူတွေဖြစ်ပါတယ်ဒီလိုလက္ခဏာပိုင်ရှင်တွေဟာစိတ်ထားကောင်းမွန်ပြီးတည်ကြည်တဲ့အတွက်ဘဝတစ်လျှောက်လုံးမှာအိမ်တော်ဘက်ရဲ့အချစ်ယုံကြည်မှုနဲ့ပံ့ပိုးမှုတို့ကိုအပြည့်အဝရရှိပြီးတော့ချစ်ချင်းမေတ္တာနဲ့ပြည့်စုံပျော်ရွှင်တဲ့ဘဝကိုရရှိပါလိမ့်မယ်